hatch အားလုံးပဲမြင်ပါပါလို့နော်အခုမေးဘာသာပြမလဲဆိုတော့မေးဒီဘက်မှာရာသီပေါ်ပေါ့ဗျာနော်ရာသီပေါ်လည်းမဟုတ်ပါဘူးဗျာလှုပ်ရှားရင်လို့လှုပ်ရှားလို့ရပါဗျာအတီးတီးဝယ်လာပေါ်တယ်အတီးနာပေါ်တဲ့ခါကျတော့ပေါ့နော်အခုဘာသာပြမလဲဆိုတော့မေးဒီမှာတခါဘူးမှမစားဘူးတဲ့သူတွေရှိမှာပါမရှိတဲ့သူတွေလည်းရှိမှာပေါ့နော်မတွေ့ဘူးတဲ့ဒီဘက်မှာတော့ဒါဖတ်ထုတ်လို့ခေါ်ပါတယ်နော်ဖတ်ထုတ်မဟုတ်ဖတ်ထုတ်မဟုတ်နော်ဖတ်ထုတ်မကြီးပြအယောင်စင်းကိုပြအဲ့လိုမျိုးသူ့ရဲ့အရာသာတော့မိတ်တို့အရာကြိုက်တယ်လို့လားဒီကောင်ကလေတကယ်စားကောင်းတာနော်ကြိုက်တဲ့လူကမိတ်တို့ကကြိုက်တယ်မိတ်တို့စားတယ်နော်တို့ကြိုက်ရလူရတော့ထမင်းနဲ့စားရနော်ထမင်းနဲ့စားလို့ရတယ်နော်ဒီကောင်ကဟင်းတို့နော်ဖက်နဲ့ထုတ်တာဖက်ထုတ်ဟင်းတို့မိုင်that တွေ့နော်ကဲကောင်းဟဲ့ဒီကဘာလဲဆိုတော့ဒီကညစ်ပါတယ်ငပြောဘူးပါတယ်နော်စပလင်ပါတယ်ဂျင်းပါတယ်သူကအရသာအကုန်ဒီထဲကိုထည့်ထားတာနော်မသိရင်မုတ်ဖတ်ထုတ်ပုံစံမျိုးပဲနော်အညာသားကြောကုန်ပေါ့ဗျာနော်အပုံစံမျိုးပဲပြရစားလို့ကောင်းပါတယ်လို့နော်သူကစပြင်းနေနဲ့ထားလို့ကောင်းနော်မကြီးမကြီးနော်သူမသိရင်ဟိုတို့ဘကောကငချင်ပုံစံမျိုးလေးတွေ့လားမကြီးရတာကောမဲရကြိုက်တယ်နော်ဒါမဲလို့ရှိမှာပဲရရနော်ဒါဘယ်မှမရှိဘူးမဟုတ်တော့မဟုတ်ဘူးနော်တခါပြောတာဟင်းတော့ထမင်းနဲ့လည်းစားလို့ရတယ်သူကကြောရဒီတိုင်းမကြိုက်တယ်ထမင်းနဲ့မကြိုက်မှတ်ကျန်ပါမယ်